ကျေးဇူးများရင်ခုန်တဲ့အစီအစဉ်ကိုကြည့်ရှုနေကြပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအခုကျွန်တော်တို့ကျင်းဖွဲ့သားရောက်ရှိနေတဲ့နေရာတော့ရန်ကုန်မြို့မြကျွန်းတောင်မှာဒရိုက်တာသားညီရိုက်ကူပုံဖော်နေတဲ့ပတ်ပတ်ဆက်ဆက်ညို့ဆိုတဲ့ရုပ်ရှင်ရိုက်ခွင်းနေရာကိုရောက်ရှိနေရဖြစ်ပါတယ်ခင်ဗျာဒီကနေ့ရဲ့ရုပ်ရှင်ရိုက်ခွင်းမှာပါဝင်တရုပ်ဆောင်သွားမဲ့အနုပညာရှင်များတွေကမှတရုပ်ဆောင်တဲ့အဆိုတော်ရွှေထူးနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်လို့ကျင်းပရိသတ်ကြီးကဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာရွှေထူးမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါကြည့်ရှုနေပရိသတ်ကြီးကိုလည်းနှုတ်ခွန်းဆက်စကားလေးပြောပြပါဦးဗျာဟုတ်ကဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါဗျဟုတ်ကဲ့ရွှေထူးအခုရှူတင်မှာရောက်နေအောင်ဆိုဘာစကားလေးဘယ်သူနဲ့မှရိုက်ကူးနေရလဲဗျဒီနေ့ရိုက်ကူးနေတာကတော့ဒါကျွန်တော်ရဲ့ပထမဆုံးဟိုပေါ့နော်တရုပ်ဆောင်တဲ့ကားလည်းဖြစ်သလိုရုပ်တင်ကားကြီးပေါ့နော်ဆိုတော့ကျွန်တော်ရဲ့မမိုးဇက်ဝိုင်ရဲ့ကိုနေတိုးရဲ့ပေါ့ဟုတ်ကဲ့ဒီစကားထဲမှာရွှေထူးကဘယ်လို character မျိုးနဲ့ပါဝင်ပြီးတရုပ်ဆောင်ထားပါလဲသူတို့ကလည်းဒီ character ကိုယူထားတာတတူးရင်းနဲ့ဆိုတော့အဲ့လိုဟိုပေါ့နော်ဘယ်သူမှလူမထင်အချိုးမပြေပေါ့နော်အဲ့လိုဆောင်ကြွားတဲ့ပုံစံမျိုးပေါ့အဲ့လို character ဗျဟုတ်ကဲ့ဒီပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာဒီလို character မျိုးနဲ့တရုပ်ဆောင်မှုအတွက်ဘယ်လိုကြောင့်တရုပ်ဆောင်ဖြစ်သွားလဲဗျကျွန်တော်ကအမှုပညာဆိုရင်တော့အကုန်လုံးစမ်းကြည့်နေတယ်ဗျဟိုကိုလုံနိုင်မယ်ထင်တဲ့အရာလေးတွေပေါ့နော်စမ်းကြည့်တဲ့အတွက်ကျွန်တော်ဒီကိုဝင်းမင်းမောင်ကကျွန်တော်ရဲ့ကိုနေတိုးရဲ့မမိုးဇက်ဝိုင်ရဲ့ပေါ့နော်ဟိုဒီရုံတင်ကားကြီးတကားတည်ထားတယ်ရုပ်ရှင်ကားကြီးတကားတည်ထားတယ်ဆိုပြီးတော့ကျွန်တော်လာပြောရတယ်ကျွန်တော်လက်ခံပြသွားတယ်လက်ခံပြတဲ့အကြောင်းအရာပထမဆုံးအချက်ကတော့ဟိုကျွန်တော်ရောကိုနေတိုးရောမမိုးဇက်ဝိုင်ရောကအရက်ကြီးတွေကအမြင့်ကြီးတွေပေါ့နော်ကျွန်တော်အဲ့အရက်ကိုပထမဆုံးသဘောကျတယ်ဒုတိယအချက်ကတော့ကျွန်တော် character ပေါ့နော်ကျွန်တော်ဟိုထွေထူးလုံးယူစရာမလိုတဲ့ character မျိုးဗျာအချစ်ကန်ကန်အဲ့လိုအချိုးမပြေပုံစံမျိုးပေါ့အဲ့လားအကြောင်းကိုလက်ခံပြသွားဟုတ်စိတ်ကူလည်းရတယ်နော်ဒီပါပြတော့ဘာပြရတယ်ပြောဘုကမမလဲဒါပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေထူးအတွက်ပေါ့နော်အဆိုတော်ကနေတရုပ်ဆောင်ဘက်ကိုရုပ်ရက်ပြောင်းလိုက်တဲ့အချိန်မှာအခက်အခဲများတွေ့ခဲ့ရပါလားတရုပ်ဆောင်ဘက်ကိုတော့ကျွန်တော်ပြောင်းတာမဟုတ်ပါဘူးเนาะဒါကစကားခံပြောပါကျွန်တော်လုံးဝမပြောင်းပါဘူးကျွန်တော်သချင်းဆိုတဲ့အလုပ်ပဲလုပ်မှာပါကျွန်တော် MTV ကတော့တရုပ်ဆောင်နေကြပါတော့ MTV ထဲမှာကျတော့ကျွန်တော် dialogue မပါဘူးဗျာဒီတိုင်းရုပ်ပဲတရုပ်ဆောင်နဲ့ငိုရဲကြီးတဲ့ဒါမျိုးကကျတော့ကျွန်တော်လုံနေကြပါတော့လုံတက်တယ်ဒါကျတော့ dialogue ပါလာပြီဟိုပွင့်လင်းပြောကျွန်တော်အုံနောက်သိမ့်မကောင်းဘူးဗျာကျွန်တော်မေးတတ်တော့အဓိကပြဿနာ dialogue ပေါ့နော် dialogue ကြက်ရတယ်တရုပ်ဆောင်နေတဲ့အချိန်မှာ dialogue ကိုစဉ်းစားလို့ရှိရင်တရုပ်ဆောင်မှုကကြာသွားအဲ့ဒီပြဿနာတော့ရှိတာပေါ့နော်ဒါပေမဲ့အိမ်မှာတော့ practice အများအားတော့လုပ်နေရတာပေါ့ဟုတ်လူပညာနဲ့ပတ်သက်တဲ့မှာဒါဝါသနာပါတယ်ဆိုတော့ဒါကိုကဒီဂီတနဲ့ပတ်သက်ပြီးတော့အောင်မြင်လာတဲ့အချိန်မှာဆိုတဲ့တရုပ်ဆောင်အလုပ်ကိုလုပ်မယ်လို့တွေးပူတာဗျအဲ့လိုမျိုးတော့မတွေးခဲ့ဘူးဗျာဟိုတရုတ်တော့ဆောင်ကျင်တယ်ပေါ့နော်ဥပမာကို MTV မှာငါ MTV မှာတော့ငါပဲတရုတ်ဆောင်မယ်ငါပဲမင်းသားလုပ်မယ်ဒါမျိုးတော့ကျွန်တော်တွေးဘူးတယ်ဒါပေမဲ့ဒီလိုရုပ်ရှင်ကားကြီးမှာတော့တရုတ်ဆောင်ရလိမ့်မယ်လို့ကျွန်တော်တခါမှတော့မတွေးခဲ့ဘူးအထူးသဖြင့်ကိုနေတိုးလိုလူမျိုးနဲ့ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုနေတိုးဆိုတာကဟိုကျွန်တော်တို့မှမဟုတ်ဘူးကျွန်တော်တို့မိသားစုတစုလို့ကျွန်တော်ညီမတွေရောကျွန်တော်အမေတွေရောဟိုးရင်ကလေးကပြည်သက်တွေတနိုင်ငံလုံးအားပေးရဲ့ဒီမင်းသားတယောက်နဲ့တွဲတရုတ်ဆောင်တော့အရန်လဲပျော်နေပါတယ်ဟုတ်ကဲ့ဒီလိုမျိုးဒါတရုပ်ဆောင်လုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါဒီပရိသတ်တွေအားပေးပရိသတ်ရှိသလိုဒါရွှေထူးရဲ့ပရိသတ်တွေကဒါဝေဖန်တဲ့ပရိသတ်တွေလည်းရှိမှာပဲဝေဖန်တဲ့ပရိသတ်တွေအတွက်ကဘာမှပြောချချင်ပါလဲဗျဝေဖန်မှာပေါ့ဆိုတာဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ကဒါဟိုပညာရှင်အဆင့်မဟုတ်ဘူးလေအဲ့တော့သူတို့ဝေဖန်မှာကျွန်တော်ကဘာလိုတယ်ဘာဖြစ်နေတယ်ဘာဆိုတာသိရမှာလေအဲ့တော့ဝေဖန်မှာပဲအဆင်ပြေမှာဟုတ်ကျွန်တော်ကျေးဇူးတင်ပါတယ်ဝေဖန်တဲ့လူတွေကုန်ဟုတ်မိုးစရာများရှိလို့မခေါ်ခင်မဲ့ချင်ဒါအခုအစ်ထွက်ထားတဲ့ဘာမီတွန်ဆိုတဲ့သင်းလေးကလည်းပြည်သက်ရေးချာမှာရေးပန်းစားနေပါအဲ့ဒီသင်းနဲ့ပတ်သက်ပြီးလည်းပြပြပေးပါဦးဘာမီတွန်ကကျွန်တော်ကရေးပြတဲ့အတိတ်ပဲကဘာလဲဆိုတော့ကျွန်တော်ဟိုးရင်ကလေးကကျွန်တော်2နှစ်လောက်ရှိပြီဗျကျွန်တော်အဲ့လို4လတစ်ခါ5လတစ်ခါလောက်အိမ်မက်တယ်အဲ့ဒီအိမ်မက်ထဲမှာအဲ့ဒီကောင်မလေးတယောက်နဲ့ကျွန်တော်ရီးစားချစ်သူတွေပေါ့နော်ဒါပေမဲ့သူ့ကိုကျွန်တော်သူ့မျက်နှာကိုကျွန်တော်လုံးဝမမှတ်မိဘူးဒါပေမဲ့အိမ်မက်ထဲမှာဆိုအရန်ကြည်နူးဗျာဒါပေမဲ့မနဲ့နိုးလာရင်အဲ့ရနိုးသွားရင်အဲ့လိုမသိဘူးဗျာအဲ့လိုတခုဝမ်းနေတယ်လို့ခံစားသူနဲ့ဝေးသွားတယ်လို့ခံစားရတယ်အဲ့ဒီအတွက်ကြောင့်ဟိုကျွန်တော်ကသူနဲ့တွေ့ဖို့အတွက်အိပ်ပျော်ကိုလိုတယ်အဲ့အတွက်အိပ်ပျော်အောင်ကျွန်တော်ဘာမီတွန်တောက်ရတယ်အဲ့ဒီအဓိပ္ပာယ်လေးနဲ့ကျွန်တော်ကောင်မလေးကိုလိုက်ရှာနေရဆိုတဲ့အဓိပ္ပာယ်လေးရေးထားတာဗျဟုတ်
that my lady come say the let what can mama ain't that just a man need it boom me twist low you are my war in my dream girl ဒါဆိုရင်ဒီနေ့အစီအစဉ်ကိုကြည့်ရှုနေကြတဲ့ရွှေတူအမြဲတမ်းအားပေးနေပရိသတ်ကြီးကိုမတရားလက်ဆောင်စကားလေးလည်းပြောခဲ့ပေးပါဦးဗျာ ဟုတ်ကဲ့ပါကျွန်တော်ဒီပတ်ပတ်ဆက်ဆက်ညှို့မှာဟိုပွင့်လင်းဆုံးအမှန်တိုင်းဝင်ခံရလို့ရှိရင်တော့ကိုနေတိုးဆိုတာလည်းအဖြူမမိုးဆက်ဝိုင်းဆိုတာလည်းအဖြူအမဲဆိုလို့ကျွန်တော်တကောင်ပဲပါပါတယ်အဲ့တော့ဟိုဘလိုပဲဖြစ်ကျွန်တော်ပုံစံကြီးကမျက်စိစပ်ပုံမျိုးတော့တော်တော်စူးနေမှာဗျအဲ့တော့ထွက်လာလို့ရှိရင်လည်းကျွန်တော်မှလိုအပ်ချက်ကအများကြီးဗျဟိုပြောပြလို့မရတဲ့လိုအပ်ချက်တွေအများကြီးရှိတယ်အဲ့တော့ထွက်လာလို့ရှိရင်အားပေးကြပါဝေဖန်ကြပါကျွန်တော်ရှေ့ဆက်ပြီးအများကြီးကျွန်တော်ကြိုးစားသွားပါဦးမယ်နောက်ပြီးတော့ကျွန်တော်အားပေးနေတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဖရားတရားလုပ်ပါမိဘအောင်မမေ့ပါနဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ် ဟုတ်ကဲ့အခုလိုပေးကြပေးအတွက်ရွှေတူကိုကျေးဇူးတူပဲတင်ရှိပါဗျာ ကျွန်တော်လည်းကိုတို့ကိုတကူတကလာမေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် တွေ့ချင်ကနာခိုက်တလေနေပြောင်းမြင်ချင်းနာငေးရသည် you be မတတ်နိုင်ရလို့တော့မဟုတ်တော့ငါလေးတစ်ဖက်သာချစ်ရောငါလေးမဝင်မရေကိုကိုကြည့်နေတာသူမတော့မသိပါမြန်မို့တစ်ချက်တစ်ချက်ချစ်